အမေအဲ့ဒါဘယ်ပို့မလို့တော့မေတထောက်ကိုအတိုင်းဘလောက်ပါတော့အနက်ရောမေအနက်ဘာနဲ့တော့မလို့စပယ်နဲ့တော့ပန်းမောင်းစုံနဲ့မှာအမေရလဲပန်းမောင်းစုံနဲ့မှာဒီစည်းကိုအတိုင်း100ပါပါတယ်ပန်းမောင်းစုံအနက်မှာလူချင်းသူများလက်ကားပေးပါတယ်ဒီစည်းကို850ကျပ်ပါမေချက်ခံအောင်လေမေချက်နေပြည်တော်ကိုပို့ရမယ်ဇေယဝရီမြို့ပို့ရမယ်အော်ဒါလေးပါအတိုင်းအထုံး200ပါနော်နေပြည်တော်ကိုပို့ရမှာပါဒဇိမ့်လို့အော်ဒါလေးပါကိုပိုင်းဒဇိမ့်နဲ့ပြန်ပြီးတော့ရောင်းချင်သူများလည်းထုတ်ပေးပါတယ်ရှင်အတိုင်း100ဝန်းကျင်ပါပြီးတော့ပန်းပေါင်းစုံအနက်တင်းတင်းလေးနဲ့ထုတ်လုပ်ထားပါတယ်လက်ကားဈေးတည်တန့်ရှိပါတယ်ရှင်3999110600ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ဒါကတော့နေပြည်တော်ဇေယဝရီမြို့ကိုပို့ရမယ့်အော်ဒါလေးဖြစ်ပါတယ်ရှင်ဝယ်ယူအားပေးကြတဲ့သူအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်